အားလုံးပဲမင်္ဂလာပါခင်ဗျာ SSKTech YouTube Channel Facebook Page နဲ့ TikTok Account ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ရဲ့ Google Account ထဲမှာတခြားဘယ်သူတွေဝင်သုံးနေလဲဘယ်ဖုန်းတွေနဲ့ login ဝင်ထားခဲ့လဲဆိုတာကိုစစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဘယ်လိုမျိုးစစ်ဆေးကြည့်လို့ရမလဲဆိုတာသိချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဖုန်းထဲကကျွန်တော် Gmail software လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဖုန်းထဲက Gmail software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာ Okay ပါ Gmail software လေးတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ညာဘက်ပေါ်တောင်းမှာရှိတဲ့ကျွန်တော် Google account logo လေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါ Okay ပါ Google account logo လေးကိုနှိပ်ပြီးဝင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ကျွန်တော်တို့ manage your Google account ဆိုတဲ့ setting လေးတွေကိုနှိပ်ပြီးတော့ထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့ manage your Google account ဆိုတာကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီမှာရှိတဲ့ဒုတိယမြောက် setting လေးဖြစ်တဲ့ကျွန်တော်တို့ security and sign in ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ် Okay ပါဒီမှာရှိတဲ့ security and sign in ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါ screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ manage all device ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီမှာရှိတဲ့ manage all device ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါ Okay ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Google account ကိုကျွန်တော်တို့ login ဝင်ထားတဲ့ဖုန်းလေးတွေကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်ဖုန်းတွေဆိုရင်လည်းဒီမှာဖုန်းနာမည်ပြထားမယ်ကျွန်တော်တို့tablet တွေဒါမှမဟုတ်ကွန်ပျူတာတွေဆိုရင်လည်းဒီနေရာမှာနာမည်လေးတွေနဲ့ပြထားမှာပဲဖြစ်ပါတယ် Okay ပါဒီနေရာမှာပြထားတဲ့ဖုန်းလေးတွေထဲမှာကျွန်တော်တို့ရဲ့ဖုန်းမဟုတ်ခဲ့သည်ရှိတော့ကျွန်တော်တို့ရဲ့ဖုန်းအသုံးပြုနေတဲ့ဖုန်းနာမည်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့ log out ထွက်ပြေးရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းကအသုံးပြုနေတဲ့ဖုန်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့အမြန်ဆုံး log out ထွက်ပြေးဖို့လိုအပ်ပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့အနေနဲ့ log out ထွက်ချင်နေဆိုရင်တော့ကျွန်တော်တို့ log out ထွက်ချင်တဲ့ဖုန်းကိုနှိပ်လိုက်ပါကျွန်တော်ကတော့ဒီအောက်က iPhone ဆိုတာကို log out ထွက်ပြမှာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ iPhone ကိုနှိပ်လိုက်ပါမယ်။ Okay ပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ screen lock လေးကိုဖြီးပေးလိုက်ပါကျွန်တော်ကလက်ဝဲနဲ့ဖြစ်တဲ့အတွက်လက်ဝဲလေးနဲ့ပဲကြော်ဖြီးပေးလိုက်ပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော် log out ထွက်ဖို့ဆိုရင်တော့ဒီမှာရှိတဲ့ကျွန်တော်တို့ sign out ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီ iPhone လေးကကျွန်တော်ရဲ့ Google account ကနေ log out ထွက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီ iPhone လေးကဘယ်နေရာမှာ log in ဝင်ထားလဲဘယ်အချိန်က log in ဝင်ထားလဲဆိုတာကိုလည်းဒီနေရာမှာအချိန်နဲ့နာရီတွေကိုလည်းကိုယ်အနေနဲ့သိရှိလို့ရမှာပဲဖြစ်ပါတယ် Okay ပါကျွန်တော်ကတော့ကျွန်တော်ရဲ့ဖုန်းဖြစ်တဲ့အတွက်ဒီနေရာမှာ log out မထွက်ပြတော့ဘူးပေါ့နော်မိတ်ဆွေတို့နဲ့ log out ထွက်ချင်တယ်ဆိုရင်တော့ sign out ဆိုတာကိုနှိပ်ပြီးတော့ log out ထွက်လိုက်ရင်ရပါပြီခင်ဗျာ Okay ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ Google account လေးတွေထဲမှာဘယ်သူတွေကဘယ်လိုမျိုးဖုန်းတွေနဲ့ကျွန်တော်တို့ log in ဝင်ထားခဲ့လဲဝင်သုံးနေလဲဆိုတာကိုစစ်ဆေးကြည့်မယ်နီလန်းလေးကိုမိတ်ဆွေတို့အနေနဲ့နားလည်သွားပြီလို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တဲ့အထက်မှာနားမလည်တာမရှင်းနေတာတို့ရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ